မင်္ဂလာပါ DH ကျိုးဆိုပါတယ်ဒီနေ့မှာတော့မိတ်ဆွေတွေရဲ့ကားကိုအခုလိုပူပြင်းတဲ့နွေရာသီမှာကျွန်တော်တို့ကားအတွင်းကန်းနဲ့အပြင်ဆေးသားကိုဘယ်လိုထိန်းသိမ်းကြမယ်ဆိုတာကိုကျွန်တော်ကမျှဝေပေးမှာဖြစ်ပါတယ် UV ဒဏ်ကြောင့်တင့်ကားဆေးသားနဲ့အတွင်းကန်းပျက်စီးမှုကိုကာဝယ်ဖို့အတွက်ဒီ၅ချက်ကိုလုပ်ပေးရပါမယ်အတိတ်ချက်အနေနဲ့ကားကိုတတ်နိုင်သလောက်အရေးထဲမှာရပ်ပေးရပါမယ်မိတ်ဆွေတွေရဲ့ကားတွေကိုဂူတောင်နဲ့ထားနိုင်တော့အကောင်းဆုံးပါပဲဒီလိုဂူတောင်နဲ့မထားနိုင်ဘူးဆိုရင်ကျွန်တော်တို့အရေးအာဝါသကောင်းတဲ့နေရာလေးမှာတည်ချာရပ်ပေးရပါမယ်။နံပါတ်2ချက်အနေနဲ့ကားကိုပုံမှန်ရေဆေးတန်ရှင်းလုပ်ပေးရပါမယ်။ကျွန်တော်နေရာဒီဆော့ဗျာပူတော့ကြတော့တော်တော်တန်ဖုံတင်တာမသိတာဘူးဖြစ်ပေမဲ့လည်းပဲအညစ်အကြေးတွေကဒီအပူချိန်ကြောင့်မို့ပဲကားရဲ့ဆေးသားလိုက်ကားတွေကိုစိတ်ဝင်သွားမယ်ပြောကြတော့ဆေးသားကိုပျက်စီးစေမှာပဲဖြစ်ပါတယ်။နံပါတ်3ချက်အနေနဲ့တော့ကားကိုခင်းလွန်ရောင်ကြီးကနေကာဝယ်ဖို့အတွက်ကိုကားဘော်ဒီပိုင်းဆိုရင်ကျွန်တော် polishing လုပ်ထားမယ်ပြီးတော့ waxing sealant coating စသဖြင့်လုပ်ထားခြင်းအပြင်ကာဝယ်နိုင်ပါတယ်အတွင်းကန်းကိုကြတော့ကျွန်တော် detailing လုပ်မယ်တန်ရှင်းလုပ်တယ်ပေါ့ပြီးလို့ရှိရင်ဒီအောင် dressing လုပ် leather polish တွေပါသေးသေးချာတိုက်ထားခြင်းအပြင်လည်းကာဝယ်ပေးနိုင်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့နံပါတ်4ချက်အနေနဲ့ကတော့ကျွန်တော်တို့အညစ်အကြေးတွေဖြစ်တဲ့ငှက်ချီးတို့ဘာတို့ကိုကြာခြင်းမှာကျွန်တော်တို့သိချင်းမှာဒါကိုရှင်းထုတ်ပြီးတော့တန်ရှင်းလုပ်နိုင်ဖို့လိုပါတယ်သူတို့ကစိတ်ဝင်မှုအားကောင်းတယ်ပြောကြလိုက်ကာကိုဆွဲပြီးတော့ app လိုက်တဲ့အနေထားရှိတယ်ပြောကြတော့ပူတဲ့အတွက်ပူပြီးတော့စိတ်ဝင်နိုင်တဲ့အနေထားရှိပါတယ်နံပါတ်5နဲ့နောက်ဆုံးချက်နေရတော့မိတ်ဆွေတွေရဲ့ကားကိုပုံမှန်စစ်ဆေးပေးမယ်ဒီကားဘော်ဒီပိုင်းကိုရောပြီးတော့အတွင်းကန်းကိုရောတခြားစစ်ဆေးပေးပြီးတော့လိုအပ်တာလို့ရှိလို့ရှိရင်သူ့ရဲ့ကျွမ်းကျင်ပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့လုံဆောင်သင့်ပါတယ်ဆိုတဲ့အကြောင်းကျွန်တော်ကဒီဗီဒီယိုကနေမျှဝေလိုက်ပါတယ်ကျေးဇူးတင်ပါတယ်